တင်မသိသေးတဲ့ဆိုကိုထရာကျွန်းကြောင့်အိန္ဒိယသမုဒ္ဒရာတွေကယီမင်နိုင်ငံပိုင်တဲ့ဆိုကိုထရာကျွန်းမှာထူးဆန်းတာတွေနဲ့ပြည့်နှက်နေပါတယ်။နံပါတ်1ထူးထူးဆန်းဆန်းအပင်များဆိုကိုထရာကျွန်းရဲ့အပင်တွေရဲ့39%လောက်ကကမ္ဘာပေါ်ကဘယ်နေရာမှာမှမပေါက်ပါဘူး။ထူးထူးဆန်းဆန်းအပင်တွေနဲ့ပြည့်နေတဲ့ကျွန်းပါ။အပင်ရှိတဲ့ဆိုကျွန်တော်နဲ့အတူသွားလည်သင်ပြီးတော့ခီးစိတ်လေးကြားခံပေးဖို့အကြံပေးခြင်းပါ။နံပါတ်2 Dragon Blood Tree Dragon Blood Tree အပင်ရဲ့အစေးကအနီရောင်ပါ။တွင်းနဲ့တူလို့ကြောက်စရာကောင်းတယ်လို့ထင်ရပေမဲ့ဟိုးရင်တော့ကဆိုရင်ဆေးဝါးအိမ်တုပ်ဆေးနဲ့နှာခမ်းကြီးဖြစ်တောင်သုံးခဲ့ကြရလို့ဆိုပါတယ်။နှာခမ်းကြီးကြိုက်ပြီးအုံမုန်းတွေဖြစ်တဲ့လူကြီးမင်းတို့လည်း Dragon Blood Tree တစ်ပင်လောက်စိုက်ထားကြဖို့အကြံပေးခြင်းပါ။နံပါတ်3သခွားသီးသစ်ပင်ကမ္ဘာပေါ်မှာသခွားသီးပင်ကိုသစ်ပင်အနေနဲ့မြင်တွေ့ရမှာကတော့ဆိုကိုထရာကျွန်းမှာပဲရှိပါတယ်။ငပိရရမ်းကြိုက်တဲ့လူကြီးမင်းတို့အစားခံရမှာကြောက်လို့အသွင်ပြောင်းထတာဖြစ်နိုင်ပါတယ်။နံပါတ်4ကန္နာရနှင်းစီနာမည်မှာနှင်းစီပါနေပေမဲ့တင်မျောလင့်ထားတဲ့နှင်းစီမဟုတ်ပါဘူး။ကန္နာရထဲမှာပေါက်တဲ့ကန္နာရနှင်းစီပါ။နှင်းစီကဘီယာပလင်းနဲ့အတော်တူနေလို့ဘီယာတောက်ထားသလားတော့အောက်မေ့ရပါတယ်။ဒီပင်ကိုကြိုက်ကြတဲ့သူတွေကထိုင်းနဲ့မြန်မာမှာအုပ်စုလိုက်ရှိနေကြပြီးတော့ group တွေလည်းထောင်နှန်းကြပါတယ်။လူချင်းမင်းတို့လည်းကန္နာရထဲမှာပေါက်တဲ့ကန္နာရနှင်းစီကိုမှစိတ်ဝင်စားတဲ့ဆိုတတရကန္နာရနှင်းစီ group ရှိပါတယ်။ group တွေကလူတွေကရုပ်ချောကြပြီးတော့ကျွန်တော်ကတော့အချောဆုံးပါ။နံပါတ်5အမျိုးအစားစုံလင်တဲ့ငှက်တွေဆိုကိုထရာကျွန်းမှာငှက်အမျိုးအစားပေါင်း200ကျော်လောက်ရှိပြီးတော့အဲ့ထဲကတော်တော်များများကိုတခြားဘယ်နေရာမှာမှတွေ့ရမှာမဟုတ်ပါဘူး။ကျွန်းပေါ်မှာတည်ရှိနေတာဖြစ်လို့ကိုယ်ပိုင်ငှက်ပြကျွန်းလောက်အောင်မရပါတယ်။ငှက်ဖြစ်ရင်တော့တကိုင်းနဲ့နားကျင်တဲ့လူကြီးမင်းတို့လည်းဆိုကိုထရာကျွန်းမှာသွားနာကြဖို့အကြံပေးချင်ပါတယ်။နံပါတ်6ထူးထူးဆန်းဆန်းဘာသာစကားဆိုကိုထရာကျွန်းမှာဆိုကိုထရီဆိုတဲ့ဘာသာစကားကိုသုံးကြပါတယ်။ထူးဆန်းတာကအဲ့ဒီဘာသာစကားမှာစကားပြောပုံစံပဲရှိပြီးတော့စာပုံစံမရှိပါဘူး။ဒါကြောင့်မို့ရေးလို့လည်းမရပါဘူး။လူကြီးမင်းတို့လိုလက်ရည်ရန်ဆိုပြီးတော့ကီးဘုတ်ရရင်တော့အမြဲမှားနေတဲ့သူတွေအတွက်အန်ကိုက်တာမလို့လေးလာကြဖို့အကြံပေးခြင်းပါ။နံပါတ်9ဂျိုသားကျွန်းတကျွန်းလုံးကထူးဆန်းတာတွေနဲ့ပြည့်နေပြီးကျွန်းရဲ့အနေထားကလည်းထူးဆန်းနေတာမလို့ဂျိုသားကျွန်းဆိုပြီးခေါ်ဝေကြပါတယ်။လူကြီးမင်းတို့လိုရုပ်ဆိုတဲ့သူတွေနဲ့တွားလဲရင်တော့အန်ကိုက်မှာဖြစ်လို့ဂျိုသားနဲ့အထင်မှားနိုင်စရာတော့ရှိပါတယ်။ဘူဒူဒရစရာလေးတွေကိုမပြင်းရအောင်တင်ဆက်ပေးနေမှာဖြစ်လို့ရုပ်လျှော်တဲ့သူတွေက Fine Insider Channel ကို Like and Subscribe လုပ်ထားကြဖို့အကြံပေးချင်ပါတယ်။နောက်ခေါင်းစဉ်တစ်ခုမှာပြန်လည်ဆုံတွေ့ကြပါမယ်